ဒါကတော့ကမ္ဘာအဆက်ဆုံးရာမင်းခောက်ဆွဲပဲဖြစ်ပါတယ်ဒီရာမင်းရဲ့ဟင်းရည်ထဲမှာကမ္ဘာပေါ်မှာရှိတဲ့ငရုတ်သီးအမျိုးအစားအားလုံးကိုထည့်ထားတယ်လို့ပြောကြပါတယ်အင်းရဲ့အဆက်ဟာဘယ်လောက်တောင်ပြင်းထန်တယ်လဲဆိုရင်တာမန်လူတစ်ယောက်ဟာအလွန်ဆုံး3လုပ်ပဲစားနိုင်ပါတယ်ဒါပေမဲ့လူတစ်ယောက်ဟာဒီခောက်ဆွဲဆိုင်ကိုပထမဆုံးအကြိမ်ရောက်လာခဲ့ပါတယ်သူဟာတက်တီမွေပြီးဒီအဆက်ဆုံးရာမင်းခောက်ဆွဲကိုမှားလိုက်ပါတယ်ဒီရာမင်းခောက်ဆွဲကိုစမ်းစားကြည့်ဘူးသူအလွန်နှဲပါတာကြောင့်ဆိုင်ပိုင်ရှင်ဟာအံ့အားသင့်သွားခဲ့ပါတယ်ဆိုင်ကဲကဖောက်တွေအားလုံးလည်းငြိမ်ကျသွားခဲ့ကြတယ်ဘာလို့လဲဆိုတော့ဒီခောက်ဆွဲတစ်ပတ်ကန်လုံးကိုကိုအောင်စားနိုင်တဲ့သူဘယ်သူမဆိုဒေါ်လာ100သူညစုချင်းငွေရရှိမှာဖြစ်လို့ပါဒီလောက်အဆင့်ရှိတဲ့အနက်ဟာတင်မီတာ30အကွာမှာရှိတဲ့လူတွေကိုတီးစေနိုင်ပါတယ်အဲ့ဒီလူဟာပကံတွေကရဲနီနေတဲ့ဟင်းရည်ကိုကြည့်ပြီးစကားမထွက်နိုင်အောင်ဖြစ်နေခဲ့ပါတယ်ပတ်ဝန်းကျင်ကဖောက်တွေအားလုံးကလည်းသူအဆက်ကွဲမဲ့အလှည့်ကိုစောင့်မျှော်ရင်းစိုက်ကြည့်နေကြပါတယ်အဲ့ဒီလူဟာပထမဆုံးတစ်လုပ်ကိုတေချာလေးမြည်ဆန်းကြည့်လိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူ့မျက်လုံးတွေပြည့်ကျဲသွားခဲ့ပါတယ်သူ့ရှာဟာမီးလောင်နေတယ်လို့ခံစားလိုက်ရပါတယ်အဲ့ဒီလူဟာရေကိုအမြန်တောက်လိုက်ပါတယ်ဒီမြင်ကွင်းကဆိုင်ရှင်ကိုရေမောစေခဲ့ရုံသာမကပတ်ဝန်းကျင်ကဖောက်တယ်တွေကိုလည်းစိတ်ပြက်လက်ပြက်နဲ့ခေါင်းခါသွားစေခဲ့ပါတယ်အဆက်ဆယ်ဖို့အတွက်အဲ့ဒီလူဟာလက်မောင်းအင်ဂျီကိုလိတ်တင်ပြီးခောက်ဆွဲတွေကိုသူ့ဘက်ဆက်ထဲအတင်းထိုးထည့်ပါတော့တယ်သူ့မျက်နှာတစ်ခုလုံးရဲကနေဖြစ်သွားပြီးနဖူးကနေချွေးတွေတွင်စီးကျလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစပွဲထိုးကသူ့အတွက်ထမင်းနဲ့အရန်ဟင်းတွေကိုယူလာပေးခဲ့ပါတယ်သူဟာအဆက်သက်သာစေဖို့ထမင်းကိုအသုံးပြုခဲ့ပါတယ်ခောက်ဆွဲနဲ့အတူအသားကိုပါတွဲဖက်စားတော့ရင်ဒီလိုနီလန်းကပို့ပြီးတော့အရသာတွေ့เสียဖြစ်လာလိမ့်မယ်လို့သူလုံးဝမမျှော်လင့်ထားခဲ့ပါဘူးထိုလူမြင့်ရေးရှက်ရေးစားနေရကိုကြည့်ပြီးမူလကစိတ်ပြက်နေကြတဲ့ဖောက်တွေအားလုံးဟာအခုတော့သူ့ကိုလေးစားအားကြတဲ့မျက်လုံးတွေနဲ့ကြည့်နေကြပါပြီမကြခင်မှာပဲအဲ့ဒီလူဟာရာမင်းခောက်ဆွဲအားလုံးကိုကိုအောင်စားလိုက်ပါတယ်သူဟာဟင်းရည်အားလုံးကိုပါတောက်ပစ်ခဲ့ပါတယ်စားပြီးနောက်မှာသူကဆိုင်ပိုင်ရှင်ကိုဒီလောက်ဆက်တဲ့အရာကိုလူတွေဘယ်လိုလှုပ်ရှားနိုင်ကြတာလဲလို့မေးခဲ့ပါတယ်ဆိုင်ပိုင်ရှင်ကတော့အပြင်ဘက်ကိုရောက်သွားရင်မင်းနားလဲသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ထိုလူဟာစိတ်ရှုပ်ထွေးစွာနဲ့အပြင်ကိုလမ်းလျှောက်ထွက်လာခဲ့ပါတယ်အေးမြတဲ့လင်းချင်းတစ်ချက်တိုက်ခတ်သွားပါတယ်အဲ့ဒီအချိန်မှာသူဟာအသစ်တစ်ဖန်ပြန်လဲမွေးဖွားလာတယ်လို့ခံစားလိုက်ရပါတယ်ဒီယာမင်းခောက်ဆွဲတပတ်ကန်ဟာသူ့ကိုအခက်ခဲတွေကိုရင်ဆိုင်ကြော်ဖြတ်ဖို့တတိတွေပေးစွမ်းခဲ့ပါတယ်ဒါအပြင်လူတွေဘာကြောင့်အဆက်ကိုဒီလောက်တောင်ကြိုက်ကြတယ်လဲဆိုတာကိုလည်းသူ့ကိုနားလည်သွားစေ